ခါတော့ကမြို့တစ်မြို့မှာဗန်ဒမြတိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်ဗန်ဒမြခေါင်းဆောင်ကအခုလိုပဲအော်ပြောလိုက်တယ်မင်းတို့အားလုံးငြိမ်ငြိမ်နေကြစမ်းပိုက်ဆံဆိုတာအစိုးရပိုင်တာအသက်ဆိုတာမင်းတို့ပိုင်တာလို့ပြောလိုက်တော့ဗန်ဒမြရဲ့စကားအဆုံးမှာပဲဗန်ဝန်ထမ်းတွေအားလုံးဟာမြန်မြန်ဆန်ဆန်ပဲကြမ်းပြင်ပေါ်ကိုဝှလိုက်ကြတယ်အမေရိုးကြပြောရမယ်ဆိုရင်ခုခံချင်တဲ့စိတ်တွေဆိုတာဗန်ဝန်ထမ်းတွေမှာရှိနေပါလိမ့်မယ်ဒါပေမဲ့ဗန်ဒမြခေါင်းဆောင်ရဲ့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ဗန်ဝန်ထမ်းတွေအားလုံးဟာမြန်မြန်ဆန်ဆန်ပဲကြမ်းပြင်ပေါ်ကိုဝှချလိုက်တယ်ဒါကိုအတွေးခေါ်တွေပြောင်းလဲပစ်လိုက်တဲ့နီးလို့ခေါ်တယ်အဲ့ဒီအချိန်မှာမျိုးသမီးတစ်ယောက်ကမပေါ့တပေါ့ဝှစားထားပြီးမြူးဆွဲသလိုပုံစံမျိုးနဲ့ဇပွဲပေါ်မှာတဲနေလိုက်တယ်ဒါကိုဗန်ဒမြခေါင်းဆောင်ကမြင်တော့အဲ့ဒီအမျိုးသမီးကိုအော်ပြောလိုက်တယ်ဒီမှာအမိတိတ်ခါရှိရှိနေစမ်းပါဒါဓမြတိုက်နေတာမရင်းကျင်နေတာမဟုတ်ဘူးလို့ဓမြခေါင်းဆောင်ကအော်ပြောလိုက်တယ်နောက်နေ့ကိုရောက်လာတော့ဓမြတွေဟာသူတို့အိမ်ကိုကိုစီပြန်ရောက်သွားကြတယ်အဲ့ဒီအဖွဲ့ထဲမှာ MBA ဘွဲ့ရထားတဲ့ဓမြလူငယ်တယောက်က6တန်းပဲအောင်ခဲ့တဲ့အသက်အကြီးဆုံးဓမြပို့ကိုပြောလိုက်တယ်ကိုကြီးငါတို့ပိုက်ဆံတွေဘယ်လောက်ရခဲ့တယ်လဲဆိုတာကိုရေကြည့်ရအောင်လို့ပြောတော့ဒီအချိန်မှာအသက်ကြီးတဲ့ဓမြကပြန်ပြောတယ်မင်းကတော့ညံ့တဲ့အကောင်ပဲဒီလောက်ပိုက်ဆံတွေအများကြီးကိုရေဖို့ဘာလို့အချိန်တွေအများကြီးအကုန်ခံရမှာလဲညနေကျရင် TV မှာလာမဲ့သတင်းကိုစောင့်ကြည့်နေလိုက်ငါတို့တွေဘဏ်ကနေရလာတဲ့ပိုက်ဆံတွေဘယ်လောက်ရလာခဲ့တယ်လဲဆိုတာကိုသတင်းမှာအတိအကျကြော်ညာလိမ့်မယ်လို့ဓမြခေါင်းဆောင်ကပြောလိုက်တယ်ယနေ့လိုမျက်မှောက်ခင်မှာအတွေ့အကြုံဟာဘွဲ့လက်မှတ်တွေထက်ပိုပြီးရေးကြည့်ပါတယ်ဒါကိုအတွေ့အကြုံလို့ခေါ်တယ်ဓမြတွေဘဏ်ကနေဓမြတိုက်ပြီးပြန်သွားတဲ့အချိန်မှာဘဏ်မန်နေဂျာကကြီးကြပ်ရေးမှုကိုလမ်းပြောလိုက်တယ်ပြီးတော့လဲရဲတွေကိုမြန်မြန်ခေါ်ခိုင်းလိုက်တယ်ဒါပေမဲ့ကြီးကြပ်ရေးမှုကဘဏ်မန်နေဂျာကိုပြန်ပြောတယ်နေအောင်ဘဏ်ထဲကဒေါ်လာ10တန်းကိုငါတို့ဘာသာငါတို့ခိုးထားရအောင်နောက်ပြီးတော့ငါတို့အရင်ကအလွဲသုံးစားလှုပ်လို့ကုန်သွားတဲ့ဒေါ်လာတန်း80ကိုလည်းတစ်ခါတည်းပေါင်းထည့်လိုက်ရအောင်လို့ပြောလိုက်တယ်ဒါကိုကြတော့ချော်လဲရောထိုင်လို့ခေါ်တယ်အကြက်တဲတစ်ခုကိုကိုယ့်ရဲ့အခွင့်အရေးအဖြစ်ပြောင်းလဲအသုံးချလိုက်တာပဲဒီအချိန်မှာကြီးကြပ်ရေးမှုကဘာပြောလဲဆိုတော့ဒီလိုသာလှတိုင်းဗန်ဒမြလာတိုက်နေမယ်ဆိုရင်တိတ်ကိုကောင်းပါပဲဒီလိုနဲ့နောက်နေ့ကိုရောက်လာတော့ TV သတင်းတစ်ခုမှပါလာတယ်ဗန်ဒမြတွေဘဏ်ကနေဒေါ်လာတန်း100ယူသွားတယ်လို့သတင်းမှတွေ့လိုက်ရတယ်ဒီအချိန်မှာဓမြတွေလည်းသူတို့ယူလာတဲ့ငွေတွေကိုအကြိမ်ကြိမ်အခါခါရေတွက်ကြည့်တော့သူတို့ယူလာတဲ့ငွေတွေကဒေါ်လာတန်း20ပဲရှိတယ်ဒီသတင်းကိုကြည့်ပြီးဓမြတွေလည်းအတော်လေးကိုပောက်ကွဲသွားကြတယ်ငါတို့တွေကအသက်နဲ့ရင်းပြီးဓမြတိုက်ခဲ့တာဒေါ်လာတန်း20ပဲရတယ်ဗန်မန်နေဂျာကတော့လက်ဖြောင့်လေးတစ်ချက်တီးလိုက်တာနဲ့ဒေါ်လာတန်း80ရသွားတယ်ဒီနေရာမှာပညာတတ်တဲ့သူကတခိုးဓမြတွေထက်ပိုတော်ပြီးပိုတာလို့နေပါတယ်ဗန်မာကြံခဲ့တဲ့ဗန်မန်နေဂျာကတော့ဖြစ်စဉ်တွေအားလုံးကိုပြန်တွေးပြီးပြုံးနေမိတယ်။အားကြောင့်လဲဆိုတော့ဗန်မန်နေဂျာကအစုရှယ်ယာတွေထဲမှာသူရှုံးခဲ့တဲ့ငွေတွေအားလုံးကိုဗန်ဓမြတိုက်တဲ့စရင်ထဲကိုထည့်လိုက်လို့ပါပဲ။ဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲ။ဒီနေရာမှာတကယ်ဓမြအစ်စ်အမှန်ကဘယ်သူပါလဲ။ကျုပ်တို့နိုင်ငံမှာရောဒီလိုပညာတတ်သခိုးတွေရှိတယ်မရှိဘူးဆိုတာကိုလည်းတဦးတယောက်ချင်းစီရဲ့သင်မြင်ယူဆချက်လေးတွေကိုလည်းမှန်ခဲ့ကြပါဦး။ပညာတွေလည်းရကြပါစေ။နားဆင်နေသောစာပေချစ်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ